ပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးနော်ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံကိုကျူးလွန်ထားဘုရားနဲ့ပတ်သက်တဲ့လောဟိတုပ္ပါဒကသံဃာနဲ့ပတ်သက်တဲ့သံဃဗေဒကလို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ်ဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဖြာတိတ်ပေးတယ်ဗာပေးတယ်အာပါယီကောနေရီယီကောဒေဝတ္တတောဒေဝရကအပေရောက်မှာပဲငေးကြမှာပဲဟောငေးကြမှာပဲ definitely ပြောတယ်အတ္တိကိစ္စပြင်လို့မရတော့ဘူးတူစားလို့မရတော့ဘူးကပ္ပထောဒီကဘာလုံးငရဲမှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးတော့ယဟန်ချုပ်ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘာလို့ဒီဝရတ်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါလည်းမှတ်သားစရာတစ်ခုပဲမြတ်စွာဘုရားဘယ်လိုရှင်းပြတော့လို့ဆိုတော့ဒီဝဋ္ဌရဲ့တဏ္ဍမှာတဲ့အဖျားလေးလောက်စာထဲမှာတော့သားမီးပြားလို့ပြောတယ်နားလည်အောင်အဖျားကလေးနောက်ထောက်ပြเสียနေရာကလေးအဖျားဆိုတာတီးတီးလေးဟုတ်တယ်မလားအဖျားကလေးလောက်ထောက်ပြเสียနေရာလေးမှာတောင်ကုသိုလ်ဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒါလောက်မကြံလို့ငါဘုရားဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြเสียကုသိုလ်လေးကြံနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည်ဒေဝရတ်မှာကုသိုလ်တွေလုံးဝကုန်သွားတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငရဲကြမှာလို့အတိအကျပြောရတယ်ဂျန်တဲ့ပုဂ္ဂိုလ်တွေငရဲကြမှာလို့အတိအကျပြောလို့မရဘူးမြတ်စွာဘုရားရဲ့ဒေသနာတော်ကကြည်ဟောပုံကြီးမတူဘူးမြတ်စွာဘုရားကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓနန္ဒဗုဒ္ဓကြီးကဟောတယ်ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငရဲကြတယ်လို့ဒီလိုဟောတယ်မြတ်စွာဘုရားကအဲ့လိုမဟောဘူးဟောပုံချင်းတစ်ခုတူမတူစဉ်းစားကြည့်သူဟောတာကပါဏာတိပါဒလုတ်သူအလုံးဒီငရဲ၌ဖြစ်သည်ငရဲကြသည်ဒီလိုဟောတယ်နိဂန္ဓဗုဒ္ဓမြတ်စွာအဲ့လိုမဟောဘူးပါဏာတိပါဒောနိရယသံဝတ္တနိကောပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ဒီမှုကိုပြောတာဒါငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးနော်အကုသိုလ်မှုပြုရင်ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတေချာပေါက်ကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်ကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ပဲပြောအဲ့ဒီမှာသင်္ခါဓမ္မတုံမှာဆိုရင်မြတ်စွာဘုရားဟောထားတာရှိတယ်အကုသိုလ်ကလွတ်ရလွတ်နည်းတွေရှိတယ်ပုရုဇဉ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ်ပြုမိတဲ့အပေါ်မှာတောကတွေဖြစ်ပြီးတော့စွန့်ရင်စိတ်တွေဝင်ပြီးတော့နှလုံးမသားမရမှုတွေဖြစ်နေဖြစ်ဖို့မလိုဘူးဘာလို့อ่ะကိုလုံးတဲ့အလုပ်ဟာမကောင်းဘူးလို့သိရမယ်နံပါတ်1မှားတယ်လို့မြင်ပြီးတော့မှားချောင်းဖွင့်ဟကိုမိတ်ဆွေတွေဖြစ်စေဆရာထာမှာဖြစ်စေမှားချောင်းဝန်ခံပြီးတော့အဲ့ဒီအမှားမျိုးနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ဒါအဖြေပဲနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ရှောင်ကျဉ်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်အောင်အဲ့ဒါဆိုရင်ဒီကံကလွတ်သွားမှာ